Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့စဝိုင်းဝမ်ကုတ်ထုတ်တင်တန်းကြောင်းလေးပြောပြပေးတော့မှာဖြစ်ပါတယ်စဝိုင်းဝမ်ကုတ်ထုတ်ဒီကိုတင်နေတဲ့မိတ်ဆွေများဒီဗီဒီယိုလေးကိုဆုံးထိကြည့်သွားဖို့တိုက်တွန်းပါတယ်စဝိုင်းဝမ်ကုတ်ထုတ်ဒီတင်နေတဲ့မိတ်ဆွေများစွာရှိပါတယ်ဒီမိတ်ဆွေများစွာလည်းကျွန်တော်စီမှာလာရောက်မေးမြန်းကြတယ်ဒီထဲမှာတချို့မိတ်ဆွေများဈေးကြောင့်မတင်လိုက်ရတဲ့မိတ်ဆွေများစွာရှိပါတယ်ဒီမိတ်ဆွေများတို့ကျွန်တော်အဓိကရည်ရွယ်ပြီးတော့လူရည်ကန့်သက်ဖြင့်တင်တန်းလေးဖွင့်ပေးဖို့ရည်ရွယ်ထားပါတယ်ဒီတင်တန်းလေးကိုအခုပဲစပြီးတော့ဖွင့်မယ်လို့ကျွန်တော်ရည်ရွယ်ချက်ဖြင့်ဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒီတင်တန်းကိုကျွန်တော်ဈေးသက်သာစွာဖြင့်ဖွင့်ပေးမှဖြစ်တဲ့အကြောင်းလာရောက် join လို့ရပါတယ်စိတ်ဝင်စားတဲ့မိတ်ဆွေများစမိုင်းမကုတ်ထုံဒီခြေခံက3မျိုးရှိတယ်ဒီ3မျိုးထဲမှာကျွန်တော်အဓိကသင်ပေးမှာ2မျိုးပေါ့နော်ဒီ2မျိုးကတစ်မျိုးကတော့ website ကနေတိုက်ရိုက်ထုတ်တာဖြစ်တယ်ဒီ website ကတိုက်ရိုက်ထုတ်တာကကိုယ်တိုင်ထုတ်လို့ရတဲ့အချိန်မစောင့်ရမလို့ဒါပေမဲ့ဈေးနည်းနည်းတော့ကွာမယ်နော်နောက်ပြီးတစ်နည်းကဒိုင်စီယာထုတ်တာဖြစ်တယ်ဒီဒိုင်စီယာထုတ်တဲ့နီလန်ကတော့ရိုးရှင်းတယ်လွယ်ကူတယ်ဈေးလည်းတိတ်မများဘူးအဆင်ပြေတယ်လို့ပြောလို့ရမယ်ဒါကြောင့်စိတ်ဝင်စားတဲ့မိတ်ဆွေများကျွန်တော်စီမှာလာရောက်ပြီး join လို့ရတယ်တင်တန်းကြီးလေးနေဖြင့်ကျွန်တော်သတ်မှတ်ထားတာကတော့တယောက်ကို2000ဖြင့်သတ်မှတ်ထားတာဖြစ်ပါတယ်လူရည်ကန့်သက်အဖြစ်တယောက်ရောင်း20ကန့်သက်ထားတာဖြစ်ပါတယ်ဒီရောင်း20မတိုင်ခင်လာရောက်ပြီးတော့တင်ကြားခြင်းတဲ့မိတ်ဆွေများလာရောက်တင်ကြားလို့ရပါတယ်ကျွန်တော်ရဲ့ Telegram channel လေးကိုလာရောက်ဆက်သွယ်လို့ရပါတယ် Telegram channel လေးက comment မှာချပေးထားမှာဖြစ်ပါတယ်အမှန်မကြည့်ရင်ကျွန်တော်ရဲ့ Telegram channel လေးကိုလည်း join ထားပြီးတော့လာရောက်တင်ကြားဖို့အကြံပြုပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဒါပါပဲဗျာ